ယထာပေါ်မှာပထမဆုံးအကြိမ်ခီးထွက်လာတဲ့မိန်းကလေးဟာသူမရဲ့ထိုင်ကုန်နောက်ကနေအဆက်မပြတ်ကန်ကြောက်နေတဲ့ကလေးတစ်ယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။သူမကစိတ်ရှည်လက်ရှည်နဲ့အာလူးကြော်ထုတ်ပေးပြီးတားလေးထိုင်ကုန်ကိုမကန်ရင်ဒါလေးကျွေးမယ်လို့ချုံမော့ပြောဆိုပေမဲ့ကလေးကဂယုမဆိုင်တဲ့အပြင်ပိုပြီးကြမ်းတမ်းစွာကန်ကြောက်လာပါတယ်။ဒီမခံနိုင်တော့တဲ့အဆုံးသူမကကလေးမိဘတွေကိုထိန်းပေးဖို့ပြောတဲ့အခါမှာတော့ကလေးပဲဟာလူကြီးဖြစ်ပြီးကလေးနဲ့အပြိုင်ဖြစ်နေရသလားလို့မိခင်ဖြစ်သူကရှက်ရွံ့ခြင်းမရှိပြန်ပြောလိုက်တာကြောင့်မိန်းကလေးဟာစကားမရှိအောင်စွန့်သွားရပါတယ်။ဒါပေမဲ့သူတို့မသိတာကအဲ့ဒီမိန်းကလေးဟာ reality show တစ်ခုကိုလက်လွတ်နေတာပါ။အဲ့ဒီအချိန်မှာပဲသူမစီမှာ stand your ground ကိုဘက်ကမှန်အောင်ပြန်တိုက်ခိုက်တဲ့စနစ်တစ်ခုပွင့်လာပါတယ်။အကျိုးတင်အကြောင်းတင်ပြန်လဲချစ်ပနိုင်ရင်ဆုလက်တွေလဲလှယ်လို့ရတဲ့အမှတ်တွေရမှာပါ။သူမဟာအမှတ်အချို့ကိုတုံးပြီးစိတ်ဝေဒနာရှင်ဖြစ်ကြောင်းစစ်စစ်ချက်လက်မှတ်တစ်ခုကိုစနစ်ထဲကနေထုတ်ယူလိုက်ပါတယ်။ထို့နောက်သူမဟာကလေးမိခင်ရဲ့နောက်ကခုံလုံးမှာတွားထိုင်လိုက်ပါတယ်။ကောင်မလေးအရှုံးပေးသွားပြီးအမှတ်နဲ့လောင်ပြောင်နေတဲ့မိခင်ဖြစ်သူရဲ့ထိုင်ကုန်ကိုသူမကအားရပါရပြန်ကန်လိုက်ပါတော့တယ်။ဘာလို့ငါခုံကိုကန်တာလဲလို့ဒေါသတကြီးမေးလာတဲ့အခါမှာတော့ကျမကလာတာ300ပဲရှိသေးတဲ့ကလေးလေးမို့လို့ပါလူကြီးဖြစ်ပြီးကလေးနဲ့အပြိုင်မဖြစ်ပါနဲ့လို့သူမကမထီမဲ့မြင်ပြန်ပြောလိုက်ပါတယ်။ရံပွဲကပြင်းထန်လာပြီးသူမကိုအယူလို့ဆွဆွဲလာတဲ့အခါသူမကတကယ်ပဲအယူတယောက်လိုတောင်းကျမ်းပြလိုက်ပါတယ်။ဘေးကခီးတဲ့တွေတားဆီးဖို့စူးစမ်းစင်မှာပဲသူမအိတ်ထဲကနေစိတ်ကျမ်းမာရေးချို့တဲ့သူဖြစ်ကြောင်းစေးစာကြလာပါတယ်။လူတက်ရင်တော့ပြစ်မရှိဘူးဆိုတဲ့အတိနဲ့ခီးတဲ့တွေကကလေးမိခင်ကိုသာရှောင်သွားဖို့ဝိုင်းပြောကြပါတော့တယ်။အခြေအနေကိုကြောက်လန့်သွားတဲ့မိခင်ဖြစ်သူဟာသူမရဲ့သားကိုအတင်းကျပ်ဆုံးမှပြီးငြိမ်ဝှက်သွားစေခဲ့ပါတယ်။ဒါဟာသူမရဲ့လက်မှာလူကြီးနှုံအစမတန်တက်သွားစေခဲ့ပါတယ်။ခဏအကြာယထာဂိတ်တစ်ခုမှာခေတ္တနာစဉ်သူမအိမ်သာသွားရကပြန်မှာအမျိုးသမီးတစ်ယောက်ကဘိုက်ထဲကိုပူပေါင်းတွေအတင်းထိုးထည့်နေတာကိုမြင်လိုက်ရပါတယ်ပြန်ရောက်တဲ့အခါအဲ့ဒီအမျိုးသမီးကသူမရဲ့ခုံမှာဝင်ထိုင်နေပြီးကိုဝင်ဆောင်ဖြစ်လို့ခင်မပေးနိုင်ဘူးလို့ညင်းဆိုပါတယ်တကယ်ပဲကိုဝင်ရှိတာဟုတ်လို့လားလို့သူမကမေးခွန်းထုတ်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကသူမကိုလူရင်ချင်းမဟုတ်ကြောင်းနဲ့ကိုဝင်ဆောင်ကိုစော်ကားတယ်ဆိုပြီးပတ်ဝန်းကျင်ကိုအကူအညီတောင်းတာပြန်လည်ချင်းချောက်ပါတယ်ခီးတဲ့တွေရဲ့ဝိုင်းဝန်းအပြစ်တင်မှုကိုခံရပေမဲ့မိန်းကလေးကတော့အလျှော့မပေးပါဘူးသူမဟာဒေါသတကြီးနဲ့အဲ့ဒီအတူအယောင်ကိုဝင်ဆောင်ကိုခုံပေါ်ကနေဆွဲချဖို့ကြိုးစားလိုက်တဲ့အခါမှာတော့